ကျွန်တော် 3D modeling လုပ်တဲ့ software တွေမှာအဓိကအမျိုးအစားနှမျိုးကွဲတယ်ပေါ့နော်အဲ့ဒါတွေကတော့ knobs နဲ့ mesh ပေါ့နော်ကျွန်တော် knobs ရဲ့အရှိကောက်ကကြတော့ non uniform rush နဲ့ b spline ပေါ့နော်ကျွန်တော်သူကတော့ဆွဲလိုက်တဲ့ဟာအကုန်ကနန်းနေပါတယ်ပေါ့နော် surface modeling solid modeling ဒီမှာသုံးတယ်ပေါ့နော်အဲ့ဒါကို knobs ကိုပေါ့နော်ကျွန်တော်တနည်းအားဖြင့် manufacture လုပ်ဖို့ series ရဲ့ CAD software တွေမှာသုံးပါတယ်ပြောမယ်ဆိုရင်ကျွန်တော် engineer တွေသုံးတဲ့ software တွေပေါ့နော် SolidWorks ရဲ့ကျွန်တော် Autodesk ကထုတ်တဲ့ Inventor တို့ Fusion 360 တို့ Elia တို့ပြီးတော့ CATIA ပေါ့နော် etc ပေါ့ကျွန်တော်အဲ့ knobs တွေကိုသုံးထားတဲ့ software တွေကကျွန်တော်တိကျတဲ့ dimension တွေ smooth ဖြစ်တဲ့ surface တွေကျွန်တော်ကုန်ထုတ်လုပ်ဖို့ UAV design ဆွဲနေရတယ်မှာသုံးပါတယ်အဲ့ဒီ software တွေကကျွန်တော်တို့ဈေးကြီးရပေါ့နော်ဟို official ဝယ်မယ်ဆိုရင်တော့ဈေးတော်တော်ကြီးရတယ်မှာပါတယ်တချို့ဟာတွေက subscription နဲ့ဝယ်ရတယ်တချို့ဟာတွေကကြတော့ဟို perpetual ဝယ်လို့ရတယ်ပေါ့နော်တချို့ software တွေကတော့ကျွန်တော် educational license တွေကိုနှစ်တော်၎င်း6လတော်၎င်းတို့မှာရက်အကက်သက်နဲ့ချပြီးတာရှိတယ် educational license ဝယ်မယ်ဆိုရင်တော့ commercial version နဲ့စာလို့ရှိရင်ကျွန်တော်90%ထက်တက်တာဈေးနဲ့ဟိုရောင်းချပေးတာတွေပါရှိရပေါ့နော်အဲ့ license တွေပေါ့နော် free software တွေရှိပါတယ်ဟို Tinkercad တို့ကျွန်တော် FreeCAD တို့ရှိပါပေါ့နော်အဲ့ဒါတွေကတော့ပတ်စံပေးကြမလို့ဒီတိုင်းသုံးရုံပဲကျွန်တော်နောက်တစ်မျိုးကတော့ mesh လို့ခေါ်ပါတယ်ကျွန်တော်သူကတော့ကျွန်တော် precision တွေတိကျဖို့အရင်မလိုတဲ့နေရာတွေမှာအသုံးပါတယ်ကျွန်တော် mesh ကိုတုံးထားတဲ့ software တွေဆိုရင်ကျွန်တော်တက်မလားပြောရမယ်ဆိုရင်ကျွန်တော် ရှုံကိုပုံသွင်းတယ်လို့မျိုးလိုသွင်းလို့ရတယ်ဗောနော်အဲ့လိုမျိုးသွင်းတဲ့ပုံစံမျိုးသူက polygon နေတက်မှာအကွက်ကွက်တွေနဲ့ဖြစ်နေတယ်ဗောနော်ကျွန်တော် polygon တို့ကျွန်တော် triangle တို့ကျွန်တော် quad တို့နဲ့အဲ့လိုမျိုး digital skin လို့ဖြစ်နေတယ်ဗျာသိလားအဲ့သူကကျတော့ resolution ပေါ်လိုက်ပြီးတော့ precision တွေကွာသွားတာဗောနော်ဟိုအဲ့လိုမျိုးအကွက်ကွက်တွေအရင်ပစီများနေတယ်ဆိုရင်ကျွန်တော် resolution ကောင်းပြီးတော့အဲ့လိုမျိုးအကွက်ကျဲကြီးဖြစ်နေတယ်ဆိုရင်ကျွန်တော် resolution နဲ့လို့ပြောတာဗောနော်အခုနောက်ပိုင်းကျွန်တော် AI နဲ့ဗောနော် test to match ဗောနော်သူစိုက်လိုက်တဲ့အချိန်မှာကျွန်တော်အဲ့ mesh file ကိုဟိုကျွန်တော်ဒီခုံလေးထုတ်ဝေပါဆိုရင် share ပုံစံထုတ်ပေးပါလို့ပြောလို့ရှိရင်ကျွန်တော်အဲ့ mesh file ထွက်လာတာဗောနော်အဲ့ဒါအခုနောက်ပိုင်း mesh.ai လို့ပါတော့မှာတော့အဲ့ဒါလည်း free တော့မရဘူးပတ်စံပေးရတယ်ဗောနော် photo to mesh file လေးထုတ်လို့ရနေပြီအခုကကျွန်တော်ဓာတ်ပုံထည့်လိုက်တာနဲ့အဲ့ဟိုအဲ့ design ဆွဲတယ်ဗောနော်အဲ့ mesh file ထွက်လာတယ်ဗောနော်အဲ့ mesh file ကိုနောက်ပြန်ပြောင်းလို့ရတဲ့ software လေးရှိတယ်ဗောနော်ဥပမာ quick surface တို့ mesh to surface တို့အဲ့လိုမျိုးရှိတယ်ဗောနော်အဲ့ဒါSolidWorks တို့ဘာလို့မှကျတော့ကျွန်တော် plugin အနေနဲ့ဝယ်လို့ရတယ်ကျွန်တော် nav ကနေ mesh ကိုကျွန်တော် software တွေအပေါ်ပြောတယ်ကျွန်တော် SolidWorks တို့ဒီမှာ Fusion 360 တို့အကောင့်တွေကကြတော့လိုပြောင်းလို့ရတယ်ဗျာဘာဖြစ်လို့ဟို mesh ကအမှန်တကယ်တော့ကျွန်တော် 3D print ထုတ်တဲ့ file format ဖြစ်နေလို့ပေါ့နော်ကျွန်တော် mesh သုံးတဲ့နာမည်ကြီး software တွေကကျွန်တော်လူတွေသိမိထင်ပါတယ် Blender တို့ကျွန်တော် ZBrush တို့ကျွန်တော် Maya တို့ပါတော့သူတို့ကတော့များသောအားဖြင့်ဘယ်နေပြည်တော်မှာသုံးလို့ဆိုတော့ကျွန်တော် animated character တွေ design ဆွဲနေရမှာတော်တော်များများသုံးရပါတယ်ဒါပေမဲ့တချို့ကတော့ဟိုဟာ manufacture ထုတ်တဲ့နေရာမှာလည်းအသုံးပြုကြရပါတော့ဘာဖြစ်လို့ဆိုတော့ဟိုသုံးလို့ရလို့ပေါ့နော်ဒါပေမဲ့ limitation တော့ရှိတာပေါ့နော်ကျွန်တော် resolution ကဟိုထုတ်တဲ့အခါမှာဟိုများတယ်လို့လုပ်လို့ရတာဆိုတော့ကျွန်တော် precision ကိုရမ်းမလိုအပ်တဲ့နေရာတွေမှာကျွန်တော် manufacture လုပ်ဖို့အတွက်လိုလားခဲ့သည်ရှိတော့အကောင့်တွေသုံးနိုင်တယ်ပေါ့နော်နောက်ဘက် video မှာကျွန်တော် modeling နဲ့ပတ်သက်တဲ့ workflow အကြောင်းကိုပြောပြတယ်မှာဖြစ်ပါဘာလဲဆိုတော့ solid modeling surface modeling ကဘယ်လိုကွဲရလဲအဲ့လိုမျိုးပေါ့နော်ဒီနေ့ဒီလောက်နဲ့ပဲ break ကြတာပေါ့